များတွေထပ်တူပြီးတမိသားစုလုံးဘလော့ဂါတွေဖြစ်ကုန်ကြပြီဆိုရဲသဇင်ထူးမြင့်တို့မိသားစုလေပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်သဇင်ထူးမြင့်တို့မိသားစုလေးကတော့အကုန်လုံးတရုပ်ဆောင်တွေကနေဘလော့ဂါတွေလောက်ကုန်ကြပါပြီမိသားစုမှာဘလော့ဂါလမ်းကြောင်းကိုချဲ့ထွင်ခဲ့သူကတော့သဇင်ထူးမြင့်ပါပဲသူများခေါ်ရိုင်းမှရမဲ့တရုပ်ဆောင်အလုပ်ကိုတဖြည်းဖြည်းချင်းစွန့်ခွာပြီးစီးပွားရေးလုပ်ငန်းတွေအောင်မြင်အောင်လုပ်နေသလိုဘလော့ဂါတယောက်အနေနဲ့ပါလုပ်ကိုင်နေပြီလည်းဖြစ်ပါတယ်သူစားခဲ့တဲ့ဘလော့ဂါပို့ကအခုဆိုရင်တိမ်လုံးကိုပြန်နေပါပြီအရင်ကမိသားစုတွေကတရုပ်ဆောင်တွေဖြစ်ခဲ့ပြီးမဲ့အခုကတော့ဘလော့ဂါတွေဖြစ်ကုန်ကြပါပြီအဖေဖြစ်သူအမေဖြစ်သူကစပြီးဒီမှာကအစားအခုဆိုရင်ဘလော့ဂါတွေပါသူတို့မိသားစုပိုင်းနဲ့မော်ဘီချန်ကိုရောက်ပြီးဆိုရင်လေချန်ရဲ့နေရာအနှံ့မှာမိသားစုတွေကဘလော့ရိုက်နေကြတဲ့အထီပါပဲအဲ့ဒီထဲမှာတော့အဖေဖြစ်သူဦးခင်လိုင်းကအဆိုးဆုံးပါသူကဟာတညံရွှင်ရွှင်နဲ့ရိုက်ကူးတတ်တာမို့သူ့ရဲ့ဘလော့တွေကပိုပေါက်ပါတယ်သိမကြခင်ကလည်းထွန်းရင်နာဘွေရဲ့အမြင်ကြီးပဲနော်ဆိုတာကိုဒိုင်ယာလော့ပြောင်းပြီးရိုက်ခဲ့တာကပြည်သက်တွေအကြိုက်တွေးစီခဲ့တာလည်းဖြစ်ပါတယ်မိသားစုလိုက်အမြင်ကြီးပဲနော်ကိုပြပြပြင်းပြင်းနဲ့ဟာတာနော်ပြီးရိုက်ခဲ့တာကပြည်သက်ကြားမှာပေါက်ခဲ့တာလည်းဖြစ်ပါတယ်ဇင်ထူးမြင့်စားလိုက်တဲ့လမ်းကြောင်းကတိမ်လုံးကိုပြန်သွားပြီးအခုဆိုရင်မိသားစုတွေပါအကုန်ပျော်ပျော်ပါပါနဲ့ဘလော့ဂါဘွားကိုပြောင်းသွားကြပါပြီနော်